ကရုတ်တရက်ခေါင်းမိုင်းချိုးကျသွားပါတယ်။ မယ်ရီကတင်းမောဝင်ကိုကြိုးထားတာမို့သူ့ကိုနောက်တစ်ခါရွက်လင်းလို့မရတော့ဘူးလို့ပြောထားတဲ့အတိုင်းပျက်စီးသွားတာဖြစ်ပေမဲ့လူဖီကတော့သူတို့ရဲ့အရေးကြီးတဲ့တငယ်ချင်းမယ်ရီကိုကယ်ပေးဖို့ Iceberg တို့လိုအတော်ဆုံးအင်ဂျင်နီယာတွေကိုတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ Iceberg ကတော့မယ်ရီကိုအနားပေးလိုက်တော့ဘူးနဲ့အကွာလာကုနာလာတဲ့ညက Rocket Man ကိုပြင်ပြီးလို့ထွက်လာတဲ့အချိန်ကန်ဆာမှာတူထူတန်ကြားလို့တွားကြည့်တော့ကောက်ရိုးထုတ်တင်မောဂွေးမယ်ရီလဲနေရကိုမြင်ခဲ့ရတာဖြစ်ပါတယ်။ဒဏ်ရာတွေအတော်လေးရပြီးအခြေအနေဆိုးလွန်းတဲ့အကြောင်းရေရွတ်နေတော့မယ်။သူနောက်တစ်ခါတော့ရွက်လင်းကျင်နေရလို့ပြောတဲ့စကားတန်ကို Iceberg ကကြားလိုက်ရတာကြောင့်ညှော်လင်းချက်မရှိတော့တဲ့ဂွေးမယ်ရီကိုတက်နိုင်တယ်လို့ပြန်ပြင်ပေးခဲ့ပြီးကျေးဇူးတင်ပါတယ်ဆိုတဲ့စကားနဲ့အတူပင်လယ်ထဲကိုသူ့ဘာသာထွက်သွားတာဘဝမှာပထမဆုံးအချိန်မြင်လိုက်ရတာကြောင့် Iceberg လည်းတင်းမောနဲ့နောက်ကလိုက်ကိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့တုန်းကသူနောက်ဆုံးအနေနဲ့ပြင်ပေးခဲ့တဲ့မယ်ရီကကောက်ရိုးထုတ်တွေကိုကယ်လာတယ်ဆိုတာမြင်ရတော့အံ့ဩဖို့ကောင်းလို့နေတယ်ပြီးသူ့ရဲ့တင်းမောအင်ဂျင်နီယာတက်တန်းတစ်လျှောက်လုံးဒီလောက်မိုက်တဲ့ပင်လယ်ထဲမှာတင်းမောကိုမမြင်မှုခဲ့ပြီမြင်တကယ်ကိုလေးစားဖို့ကောင်းတဲ့ဘဝကိုရခဲ့တာမို့ဒီလောက်နဲ့ပဲအနားပေးလိုက်ဖို့လူဖီကိုပြောပြလိုက်ပါတယ်။အဲ့တော့မှမယ်ရီဟာသူတို့ကိုနောက်ဆုံးအနေနဲ့သူကိုယ်တိုင်လာကြိုခဲ့တာမှတီသွားတဲ့လူဖီကလည်းခေါင်းမမာတော့ပဲဒီနေရာမှာနှုတ်ဆက်ဖို့သဘောတူလိုက်ပြီးပင်လယ်ရေအောက်ထဲမှာကမှောင်မိုက်ပြီးအထီးကျန်လို့နာမို့မယ်ရီရဲ့နောက်ဆုံးခီးကိုအတူတူလိုက်ဖို့ကြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီနေရာမှာဥဆုမရှိလို့တော်သေးရလို့ပြောလိုက်ပြီးမြင်ဆိုကက်ကင်းမျက်နှာပုံအောက်ကဥဆုကလည်းယောက်ျားတစ်ယောက်လိုလုံးဝမငုံပဲနှုတ်ဆက်ဖို့အဆင်သင့်ဖြစ်နေပြီးမယ်ရီရဲ့တကူလုံးတောက်လောင်သွားတာကိုကြည့်ရင်သူတို့ကိုအချိန်အကြာကြီးနေဝင်ပေးလို့ကျေးဇူးတင်တဲ့အကြောင်းပြောပြီးနှုတ်ဆက်နေကြတော့ပြမုံတွေကနှင်းအဖြစ်ကျလာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနှင်းတွေကိုထိလိုက်တာနဲ့ East Blue ကနေပင်လယ်တများတစ်ယောက်အဖြစ်အတူတူရွက်လင်းခဲ့တဲ့အကြောင်းတွေကိုပြန်တတိယသွားခဲ့ပြီးမယ်ရီပေါ်မှာပဲသူတို့တွေခဏခဏတလွဲလုပ်ခဲ့ကြတာကြောင့်အမြဲတမ်းလဲဆူငေါခဲ့ရတဲ့အချိန်တွေကိုပြန်တွေးမိသွားခဲ့ပါတယ်။နေပဲတတမုံနိုင်မဲ့တိုက်တိုက်သူတို့ရဲ့အိမ်မက်တွေစီကိုမယ်ရီနဲ့အတူရအောင်သွားနိုင်မယ်လို့ထင်မိခဲ့ကြပေမဲ့မထင်မှတ်ပဲခွဲခွာရတဲ့အချိန်ကိုလည်းကြောက်လာခဲ့ပြီး Grand Line ဆိုတဲ့ပင်လယ်ကြီးထဲမှာဘလို့အန်နရနဲ့ပဲကြုံရပါစေကြက်ညက်ခိုင်ရှစ်ဆက်ခဲ့ကြတဲ့အကြောင်းတွေကိုလည်းပြန်တတိယသွားကြပါတယ်။တောင်ဘလောက်ကြီးကြီးတိုင်းဘလောက်ကျန်ကျန်အတူကားခုံခဲ့ကြပြီးအိမ်မက်ဆန်တဲ့နေရာတွေအထိတောင်မယ်ရီနဲ့ပဲအတူရွက်လင်းခဲ့ကြတာမို့သူတို့ရဲ့အဖွဲသားတစ်ဖြစ်လေတငယ်ချင်းတယောက်ကိုနှုတ်ဆက်ရတဲ့အချိန်မှာတော့စိတ်မခိုင်တဲ့သူတွေကမျက်ရည်မထိန်နိုင်ပဲရှိနေကြပါတယ်။မယ်ရီရဲ့တကူလုံးမိတောက်တွေကြားထဲရောက်သွားတဲ့အချိန်မှာတော့တောင်းမမိုင်ဆိုတဲ့စကားတန်ကိုအကုန်လုံးကြားလိုက်ရတဲ့အပြင်သူကဒီထက်ပိုပြီးအားလုံးကိုအဝေးရောက်ပို့ပေးခြင်းနဲ့နေပြီထပ်ပြီးတော့အတူတူစွန့်စားခြင်းမိမယ်အဲ့လိုမဖြစ်နိုင်တော့လို့သူတောင်းမမိုင်ဆိုတဲ့စကားတန်ကိုကြားလိုက်ကြရပါတယ်။လူဖီကတော့အဲ့လိုတောင်းမှန်ရမှာကမယ်ရီမဟုတ်ပဲသူတို့တွေဖြစ်ပြီးသူကပဲ့ကင်တဲ့နေရာမှာညက်လို့ခဏခဏမယ်ရီကိုတိုက်မိအောင်လုပ်ခဲ့တဲ့အပြင်ရွက်တိုင်ကျိုးအောင်လည်းလုပ်ခဲ့ပြီးဇီရိုနဲ့စမ်းကြည့်လို့အယူတွေကလည်းအမြဲတမ်းဂယုမဆိုင်ပြီးဖြက်စီးမိခဲ့ကြတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့လိုပျက်စီးသွားတိုင်းမှာဥစပ်ကသူ့တက်နိုင်တယ်လို့ပြန်ပြီးမေးပေမဲ့ပြင်းတဲ့နေရာမှာတော်တဲ့သူမဟုတ်လို့မယ်ရီကိုဒဏ်ရာတွေပဲထပ်ပေးမိခဲ့တဲ့အတွက်တကယ်တမ်းတောင်းမှန်ပါလေလို့ပြောရမယ်ဆိုရင်သူတို့ပဲပြောတဲ့အကြောင်းလူဖီကဝန်ခံလိုက်ပါတယ်။ဒါပေမဲ့မယ်ရီကတော့သူ့ကိုအမြဲတမ်းတန်ဖိုးထားပေးခဲ့လို့ကျေးဇူးတင်တဲ့အကြောင်းနဲ့ဒီတစ်လျှောက်လုံးလည်းတငယ်ချင်းတွေရှိနေခဲ့လို့တကယ်ကိုပျော်ခဲ့ရပါတယ်လို့ပြောသွားတာကြောင့်ဘယ်သူမှမျက်ရည်မထိန်နိုင်ကြတော့ဘူး။အချိန်အကြာကြီးရင်းနှီးခဲ့တဲ့မယ်ရီကိုအပီးပိုင်နှုတ်ဆက်လိုက်ကြရပါတယ်။